ကလပါနိရှင်ခရီးယန်တေလောတနေ့တာချမ်းသာဖရှိခြင်းစီစဉ်မှာကြိုးရပါတယ်ကောလောတဲ့ဩဝါဒစာအခန်းကြီး1ငယ်1မှ29ဘုရားခင်အလိုတော်အဖြစ်ယေရှုခရစ်တမန်တော်ဖြစ်သောငါပေါလုနှင့်ငါညီတိမောသေ၏ကောလောတဲ့မြို့၌နေသောတန်ရှင်းသူဒီဟုသောခရစ်တော်ကိုယုံကြည်သောညီကိုတို့ကိုကြားလိုက်ပါ၏သခင်ယေရှုခရစ်နှင့်ငါတို့အဘဒီဟုသောဘုရားသခင်အထံတော်ကကျေးဇူးတော်နှင့်ညီသက်ခြင်းသည်သင်တို့၌ရှိပါစေသောသင်တို့သည်ယေရှုခရစ်ကိုယုံကြည်၍တန်ရှင်းသောသူအပေါင်းတို့ကိုချစ်ကြသည်ဟုငါတို့သည်ကြားဖြင့်၎င်းတမန်တရားသည်ဟုသောဧဝံဂေလိတရားကိုသင်တို့သည်အထက်ကကြားသိကြသည့်အတိုင်းသင်တို့အဖို့ကောင်းကင်ဘုံ၌တိုးထားသောမျှော်လင့်ရာကိုထောက်သဖြင့်၎င်းသင်တို့အဖို့အစင်မပြတ်ဆုတောင်း၍ငါတို့သခင်ယေရှုခရစ်ခမည်းတော်သည်ဟုသောဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကြ၏ထိုတရားသည်လောကီနိုင်ငံတစ်လျှောက်လုံးကိုနှံ့ပြားသည်နှင့်အညီသင်တို့ရှိရာသို့ရောက်ခဲ့ပြီသင်တို့၌အတီးတီးခြင်းတိုးပွားခြင်းကိုပြုသည်နည်းတူအရရ၌ပင်ပြုတတ်၏သင်တို့အမှုကိုဆောင်၍ခရစ်တော်ထံ၌သစ္စာရှိသောဆရာသည်ဟုသောငါတို့ချစ်သောကျွန်ချင်းဧပဖြသည်သင်တို့ကိုတွင်တင်သည့်အတိုင်းသင်တို့သည်ကြား၍ဘုရားခင်၏ကျေးဇူးတော်ကိုမှန်ကန်စွာဝန်ခံသောနေ့မှစ၍ထိုသို့သောအကျိုးရှိ၏သင်တို့၌ရှိသောဝိညာဉ်ပဂရိမေတ္တာကိုဧပဖြသည်ငါတို့အားပြခဲ့ပြီထို့ကြောင့်ငါတို့သည်ကြားရသည့်နေ့မှစ၍သင်တို့အဖို့အလို့ငါအစင်မပြတ်ဆုတောင်းပတနာပြုပြန်နေကြ၏ဆုတောင်းသောအချက်ဟူမူကားသင်တို့သည်ကောင်းသောအကျင့်အမျိုးမျိုးတည်းဟူသောအသီးကိုတီးခြင်းဘုရားသခင်ကိုတည်သောဉာဏ်တိုးပွားခြင်းရှိသဖြင့်၎င်းအမြောက်သောစိတ်နှင့်အရာရာ၌တီးခံခြင်းစိတ်ရှည်ခြင်းအလို့ငါဘုံကြီးသောတကိုးတော်အတိုင်းခွန်အားနှင့်ပြည့်စုံသဖြင့်၎င်းခမည်းတော်ဖျား၏ကျေးဇူးတော်ကိုချီးမွမ်းလျက်သခင်ဖျားနှင့်ထိုက်လျောက်စွာကျင့်၍အရာရာ၌နှစ်သက်တော်မူစေခြင်းက၎င်းပညာအမျိုးမျိုးဓမ္မဉာဏ်အမျိုးမျိုးအဖြစ်အလိုတော်ကိုအကုန်အစင်နားလည်ပါမည်အကြောင်းဆုတောင်းပတနာပြု၏အလင်း၌နေသောတန်ရှင်းသူတို့၏အမွေကိုငါတို့သည်ဆက်ဆံဝင်စားထိုက်မည်အကြောင်းကျေးဇူးပြုတော်မူ၏မှောင်မိုက်တကူမှလည်းငါတို့ကိုနှုတ်၍ချစ်တော်မူသောသားတော်၏နိုင်ငံထဲသို့သွင်းတော်မူ၏ထိုသားတော်၏အသွေးအားဖြင့်အပြစ်လွတ်တော်မူခြင်းတည်းဟုသောရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည်ခံရကြ၏ထိုသားတော်သည်မျက်မြင်မရသောဘုရားသခင်၏ပုံသဏ္ဍာန်တော်ဖြစ်၏ဝေနေယတတ္တဝါအပေါင်းတို့တွင်လည်းသားဦးဖြစ်တော်မူ၏အကြောင်းမူကားထိုသားတော်သည်ကောင်းကင်ပေါ်မြေကြီးပေါ်မှာရှိသမျှသောယူပအရာအယူပအရာရာဇပလင်ဖြစ်စေအစိုးရခြင်းတကူဖြစ်စေအထွတ်အမြတ်ဖြစ်စေအာဏာစက်ဖြစ်စေခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ထိုသခင်အားဖြင့်၎င်းထိုသခင်အဖို့အလို့ငါ၎င်းခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းလျက်ဖြစ်ကြ၏သားတော်သည်လည်းခတ်သိမ်းသောအရာမဖြစ်မီဖြစ်တော်မူ၍ခတ်သိမ်းသောအရာတို့သည်တကိုးတော်အားဖြင့်သာတည်ကြ၏သင်းတော်ဒီဟုသောကို၏ဦးကောင်းဖြစ်တော်မူ၏အရာရာ၌ထွတ်မြတ်ခြင်းကမူလအရင်ဖြစ်၍တည်သောသူတို့တွင်သားဦးဖြစ်တော်မူ၏အကြောင်းမူကားခတ်သိမ်းသောပြည့်စုံခြင်းကိုသားတော်၌ကျိန်းဝတ်စေခြင်းက၎င်းလဝါကတိုင်မှာသွန်းသောအသွေးတော်အဖြစ်ရန်ကိုငြိမ်းစေ၍ကောင်းကင်အရာဖြစ်စေမြေကြီးအရာဖြစ်စေခတ်သိမ်းသောအရာတို့ကိုသားတော်အဖြစ်ဘုရားသခင်နှင့်မိတ္တဟာဖွဲ့စေခြင်းက၎င်းအလိုရှိတော်မူ၏အထက်ကဘုရားသခင်နှင့်ကြွားရှင်း၍စိုးညစ်သောအကျင့်ကိုကျင့်သဖြင့်စိတ်နှလုံး၌ရန်သူဖြစ်သောသင်တို့ကိုကိုယ်ခန္ဓာတော်၌အသေးခံတော်မူသောအဖြစ်ယခုမိတ္တဟာယဖွဲ့စေတော်မူ၏အကြောင်းမူကားကောင်းကင်အောက်၌ရှိသမျှသောဝေနေယတတ္တဝါတို့အားဟောပြောသဖြင့်သင်တို့သည်ကိုယ်တိုင်ကြားရပြီးသောဧဝံဂေလိတရား၏မျှော်လင့်ခြင်းမှမရွေ့လျော့ဘဲတိုက်မြစ်ကြခြင်းတည်ကြည်ခြင်းနှင့်တကွမြဲမြံစွာယုံကြည်ကြမည်တန်ရှင်းစင်ကြယ်လျက်အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက်ရှိသောသင်တို့ကိုရှေ့တော်၌ဆက်တမည်အကြောင်းသည်ငါပေါလုသည်ထိုတရားကိုဟောသောဆရာဖြစ်သည်နှင့်သင်တို့အဖို့အလို့ငါဆင်းရဲခံခြင်း၌ယခုဝမ်းမြောက်၍ခရစ်တော်၏ဆင်းရဲဒုက္ခအကျွင်းအကြံကိုအသင်းတော်ဒီဟုသောကိုယ်တော်အဖို့အလို့ငါခန္ဓာကိုယ်၌ပြည့်စုံစေ၏ရှေးကပ်ကာလပတ်လုံးဝတ်ထားလျက်ရှိတော်လဲယခုတွင်တန်ရှင်းသူတို့အားဟောပြသောနတ်နဲရာဒီဟုသောဘုရားသခင်၏နှုတ်ကပတ်တရားတော်ကိုအကုန်အစင်ဟောပြောစေခြင်းကသင်တို့အကျိုးကိုထောက်၍ငါအားအပ်ပေးတော်မူသောဘုရားသခင်၏သာသနာတော်နှင့်အညီငါသည်အသင်းတော်၌ဓမ္မဆရာ၏အဖြစ်သို့ရောက်ရပြီတပါးအမျိုးသားတို့တွင်ဤနက်နဲသောအရာနှင့်ဆိုင်သောမဟာစည်းစိမ်ကအဘယ်မျှလောက်ကြီးသည်ကိုတန်ရှင်းသူတို့သည်သိစေခြင်းကဘုရားခင်အလိုရှိတော်မူ၏ထိုစည်းစိမ်ကဘုံအတရေကိုမျှော်လင့်ခြင်းအကြောင်းလေးဟုသောသင်တို့အထဲ၌တည်တော်မူသောခရစ်တော်ပေ၏ခရစ်တော်အဖြစ်လူတိုင်းစုံလင်ခြင်းသို့ရောက်၍
လူခတ်သိမ်းတို့ကိုဆက်တအံ့သောငါတို့သည်လူခတ်သိမ်းတို့ကိုသတိပေး၍ပညာအမျိုးမျိုးနှင့်ဆုံးမသွန်သင်လျက်ခရစ်တော်၏တရားကိုဟောပြောကြ၏ထိုသို့အလို့ငါသည်အမှုဆောင်ရွက်၍ငါ၌တကိုးတော်ပြုပြင်အားထုတ်တော်မူသည့်အတိုင်းကြိုးစားအားထုတ်လေရှိ၏ကြားနာသူရောက်စီတိုင်း၌ဘုရားခင်ထံတော်ကကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းရှိပါစေသောကောင်းကင်ဘုံရှင်အဖကိုရောအားကျေးဇူးတင်ပါတယ်။သားသမီးတို့ရဲ့အပြစ်အလုံးစုံအတွက်ကိုရရှင်ရဲ့မျက်မှောက်တော်ခြေတော်ရင်းမှာဝင်ချတောင်းပန်ပါတယ်။ကိုရောဖြေလို့ဖြေရှင်ပေးသနာတော်မူပါ။ယနေ့ကြားနိုင်ရသောနှုတ်ကပတ်သမာကျမ်းစာတော်အတွက်ကိုရောအားကျေးဇူးအထူးတင်ရှိပါတယ်။အမောင်ထဲမှသားသမီးတို့ကိုကယ်တင်ပြီးကိုရရှင်ရဲ့ချက်လစွာသောသားတော်ကိုသားသမီးတို့အတွက်ပို့ဆောင်ပေးခဲ့သောကျေးဇူးတော်များစွာအတွက်ရည်တွက်ချီးမွမ်းပါတယ်။ကိုရောဤအလိုတော်ကိုတည်ခြင်း၌ကြီးပွားရန်ကိုရောနှင့်ထိုက်တန်သောနီလန်းအတိုင်းရှောက်လန်းရန်ကောင်းသောအလုပ်တိုင်းတွင်အသီးအပွင့်များရရှိဖို့ရန်အတွက်ကိုရရှင်သားသမီးတို့ကိုကူညီ၍မဆပေးသနာတော်မူပါ။အိုဖာကိုရရှင်ရဲ့တကူတော်ဖြင့်ခွန်အားယူ၍စိတ်ရှည်ခြင်းနှင့်ရွှင်လန်းခြင်းတို့ကိုဖြည့်ဆည်းပေးကခရစ်တော်၌ရှိသောသားသမီးတို့၏မျှော်လင့်ချက်အတွက်အစဉ်အမြဲဘဝအသက်တာတွင်ကိုရရှင်ကိုကျေးဇူးတင်လျက်ရှောင်လန်းခြင်းအသက်တာရရှိဖို့ရန်အတွက်မဆပေးသနာတော်မူပါမည်အကြောင်းတပါးရီသောသားတော်သခင်ယေရှုခရစ်တော်၏မြတ်သောနာမကိုအမိပြု၍ယူသည်လေးမြတ်စွာဖြင့်ဆုတောင်းဆက်ကပ်အနံပါ၏အဖဖျားသခင်အာမင်ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်သုံးပါးစုဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂရုဏာကျေးဇူးတော်နှင့်မိတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်သင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေသောအာမင်